ခရစ္စတီယာနို ရိုနယ်ဒိုရဲ့သားဂျူနီယာခရစ္စတီယာနိုကအင်နာဆာ U73 အသင်းနဲ့စာချုပ်ချုပ်ထားတယ်။ဂျူနီယာကသူ့အဖေလိုပဲကျောင်းနံပါတ်9ဝစ်ဆင်ကစားနေတယ်။အင်နာဆာကိုစီယိုနယ်ဒိုရောက်လာပြီးတဲ့နောက်ဂျူနီယာခရစ္စတီယာနိုကလည်းအကယ်ဒမီအသင်းမှာလေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။ဂျူနီယာရဲ့အမြင့်ဆုံးအိမ်မက်ကသူ့အဖေနဲ့တသင်းနဲ့အတူကစားခွင့်ရချင်တာပါပဲ။သူ့ရဲ့ဆန္ဒကိုစီယိုနယ်ဒိုသိအောင်ဂျူနီယာပြောပြပူးပါတယ်။ဒါကြောင့်ပဲအသက်42နှစ်အရွယ်ရောက်တဲ့အထိစီယိုနယ်ဒိုတယောက်မမောနိုင်မပန်းနိုင်ကစားနေသေးလားမပြောတတ်ဘူး။ဂျူနီယာကရီယယ်ဂျူပင်တက်မန်ယူနိုက်တက်အကယ်ဒမီတွေမှာဘောလုံးပညာစီးပူးရင်းသူ့အဖေလိုဘဝမျိုးမျှော်လင့်တည်ဆောက်နေပါတယ်။လူငယ်အကယ်ဒမီတွေမှာဂျူနီယာခရစ္စတီယာနိုရဲ့ဂိုးသွင်းစွမ်းရည်တွေကိုမြင်တွေ့နေရပါတယ်။သူ့အဖေလိုမျိုးဂျူနီယာကဂိုးသွင်းကောင်းသူတူဖြစ်လာမယ့်အရေးအယောင်လည်းမြင်နေရပါတယ်။ဂျူနီယာခရစ္စတီယာနိုကအသက်9နှစ်10နှစ်လောက်မှာကတည်းကသွင်းဂိုးတင်နဲ့ရင်းနှီးနေခဲ့တယ်။သူ့အဖေငငယ်ကထပ်ပိုကောင်းတဲ့ဂိုးသွင်းစွမ်းရည်ကိုဂျူနီယာခရစ္စတီယာနိုပြသနေခဲ့တာပါပဲ။ဂျူနီယာခရစ္စတီယာနိုကို2010ခုနှစ်ဇွန်လ18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။သူ့ကိုမွေးခဲ့တာပေါ်တူဂီနိုင်ငံမှာမဟုတ်ပါဘူး။စီယိုနယ်ဒိုကသူ့ရဲ့သားဦးလေးအတွက်အစားအစာရာစိတ်ချရအောင်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာသွားပြီးပိုးမွေးသလိုမွေးစေခဲ့တာပါပဲ။ဒါပေမဲ့ဂျူနီယာခရစ္စတီယာနိုရဲ့အမေဘယ်သူလဲဆိုတာစီယိုနယ်ဒိုလူသိရှင်ကြမပြောခဲ့ပါဘူး။ဂျူနီယာခရစ္စတီယာနိုအသက်16နှစ်ပြည့်ရင်စီယိုနယ်ဒိုအသိပေးပွဲရှိနေပါတယ်။ဂျူနီယာခရစ္စတီယာနိုကတိတက်ခါစားရွယ်မှာတားမိမေဘယ်သူလဲလို့မေးခဲ့ဘူးပေမဲ့စီယိုနယ်ဒိုနှုတ်ဆက်နေတယ်လို့မိသားစုဝင်တွေကလည်းစီယိုနယ်ဒိုရဲ့အလိုတော်အတိုင်းဖော်ကောင်းမလုပ်ပါဘူး။အမေရိကန်ဘွားဂျူနီယာခရစ္စတီယာနိုရဲ့ nickname ကပေါ်တူဂီနဲ့ဘရာဇီးပေါင်းဆက်ထားတဲ့ခရစ္စတီယာနိုဆိုတာပါပဲ။အမေရင်ဘယ်သူလဲဆိုတာကိုမသိပေမဲ့အခုချိန်မှာဂျူနီယာခရစ္စတီယာနိုဟာစီယိုနယ်ဒိုရဲ့တူနေချစ်သူဂျော်ဂျီနာရိုဒီဂရက်စီကနေချစ်ချင်းမြတ်တာတွေရရှိခံစားနေပါတယ်။တစ်ချိန်လုံးကဂူဂျီစတိုးဆိုင်ကအယောင်စီးရဲမှလေးဂျော်ဂျီနာရိုဒီဂရက်ဟာစီယိုနယ်ဒိုအတွက်နောက်ထပ်ရင်သွေးလေးတွေလက်ဆောင်ပေးနေတယ်လို့တားရင်မဟုတ်ပေမဲ့ဂျူနီယာခရစ္စတီယာနိုကိုအထူးကြီးစိုက်နေပါတယ်။လက်ရှိချိန်မှာစီယိုနယ်ဒိုကချေးရတဲ့ဂျော်ဂျီနာရိုဒီဂရက်ရဲ့ချစ်စရာသားသမီးတွေနဲ့ပျော်ရွှင်စရာမိသားစုကဘာလေးတိဆောက်ထားတယ်လို့ဂျူနီယာခရစ္စတီယာနိုကလည်းသူ့ချေရာအတိုင်းထူးချွန်တဲ့ကစားသမားဘဝပိုင်ဆိုင်မဲ့အလားအလာမြင်နေရလို့ဂုဏ်ယူမဆုံးဖြစ်နေပါလိမ့်မယ်။ဂျူနီယာခရစ္စတီယာနိုက2016ခုနှစ်မှာမက်ဒရစ်မြို့ကန်ပူဇူလိုဒီအကာရွန်အသင်းမှာကစားခဲ့ပြီးသူ့ရဲ့ပါရမီကိုစတင်ပြသနိုင်ခဲ့ပါတယ်။တစ်နှစ်လောက်ကြာမှစီယိုနယ်ဒိုကသူ့သားရဲ့အောင်မြင်မှုတွေကို Instagram ကနေကြွားလုံးထုတ်နိုင်ခဲ့ပါပြီ။စီယိုနယ်ဒိုကစူပလာတစ်ခုနဲ့ဂိုးသွင်းအများဆုံးဆုတွေကင်ထားတဲ့သူ့သားဂျူနီယာခရစ္စတီယာနိုရဲ့ဓာတ်ပုံကို Instagram မှာတင်ခဲ့တာပါပဲ။တချို့ကလည်းစီယိုနယ်ဒိုရဲ့သားဖြစ်နေလို့ဂျူနီယာခရစ္စတီယာနိုကစိတ်နှကက်ရောင်ကြောင့်ပါးပြောင်နေဆိုပြီးပြောကြပါတယ်။အဲဒီဝေဖန်မှုတွေကိုဂျူနီယာခရစ္စတီယာနိုကယူမဆိုင်ပဲရှေ့ဆက်နေခဲ့ပါတယ်။ဂိုးတွေပိုသွင်းနိုင်အောင်ဆက်လက်ကြိုးစားနေခဲ့တယ်။သူ့စီမှာရှိတဲ့ကိုပိုင်ပါရမီကိုအများသိအောင်ဆက်လက်ပြသနေခဲ့တယ်။2019ခုနှစ်ဧပြီလမှာစီယိုနယ်ဒိုဂုံယူရမယ့်ကိစ္စကိုဂျူနီယာခရစ္စတီယာနိုဖန်တီးခဲ့ပါသေးတယ်။ဂျူနီယာခရစ္စတီယာနိုကသူ့အဖေလိုဟန်ပန်မျိုးနဲ့ဖရီကစ်သွင်းပြခဲ့တာပါပဲ။အဲ့ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းကိုစီယိုနယ်ဒိုကလူမှုကွန်ရက်မှာပြန်လည်မျှဝေခဲ့လို့ဂျူနီယာခရစ္စတီယာနိုပိုပြီးနာမည်ကြီးခဲ့ပါတယ်။ Like father like son အဖေတူသားဆိုပြီးချီးကျူးတန်တွေကျေလောင်လာတယ်။2019ခုနှစ်ဧပြီလအတွင်းမှာဂျူနီယာခရစ္စတီယာနိုရဲ့အမကန်စွမ်းရည်မြင်ရပြန်တယ်။ဂျူနီယာခရစ္စတီယာနိုကသူ့ဖေရဲ့မွေးရဲမြေပေါ်တူဂီနိုင်ငံမက်ဒရီယာကပွဲတစ်ခုမှာပထမပိုင်းပွဲချိန်အတွင်းတဦးတည်း9ဂိုးသွင်းယူခဲ့တာပါပဲ။နောက်တော့ဂျူနီယာခရစ္စတီယာနိုရဲ့အစွမ်းဟာရက်တံမရခဲ့ဘူး။ဂျူပင်တက်ယူကိုအသင်းမှာ10ပွဲကစားပြီး25ဂိုးသွင်းယူပြနိုင်ခဲ့ပြန်တယ်။ဂျူပင်တက်လူငယ်အသင်းမှာဂျူနီယာခရစ္စတီယာနိုက28ပွဲကစားပြီး58ဂိုးသွင်းကဂိုးဖန်နေမှု18ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။2020ခုနှစ်ဖေဖော်ဝါရီလမှာဂျူနီယာခရစ္စတီယာနို Instagram အကောင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Mini Cristiano Ronaldo 2010လို့အမည်ရတဲ့ဂျူနီယာခရစ္စတီယာနိုရဲ့ Instagram အကောင့်မှာပရိသတ်တွေနဲ့တန်ရောစင်နှောင်ကြိုးလေးတီထောင်ထားနိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဂျူနီယာခရစ္စတီယာနိုဟာသူ့သမိုင်းသူခမ်းနားစွာရေးထိုးဖို့အစဉ်သင့်ဖြစ်နေပါပြီ။စိတ်ဆန္ဒပြင်းပြလုံးပြီးအောင်မြင်မှုကိုအမြဲဆာလောင်နေတဲ့စီယိုနယ်ဒိုရဲ့သားတူပြီးဂျူနီယာခရစ္စတီယာနိုဘလောက်အောင်မြင်မလဲ။ရိုနီကအသက်16နှစ်အရွယ်မှာပဲဘောလုံးလောကထဲစတင်ကြော်ကြားလာတယ်။စီယိုနယ်ဒိုလည်းဒီလိုပါပဲ။စေကျော်သက်ဘွားမှာပဲသူတို့ရဲ့အနာဂတ်ဟာလှပနေခဲ့တယ်။အခုဘာစီလိုနာကပက်ဒရီဂါဘီယာမဲတို့ဆိုရင်လည်းစေကျော်သက်ဘွားနဲ့စံချိန်များစွာပိုင်ဆိုင်ထားပါတယ်။ဂျူနီယာခရစ္စတီယာနိုနဲ့အဲ့ဒီဘဝမျိုးကိုပိုင်ဆိုင်မှုသိချနေပါပြီ။စီယိုနယ်ဒိုသာနောက်ထပ်3နှစ်လောက်ကစားအောင်မယ်ဆိုရင်တားဖ2ဦးတသင်းနဲ့ကစားတာမြင်ရပါလိမ့်မယ်။အဆုံးထိချစ်ယူပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။